စဉ်းစားကြည့်နော်ဒီနေ့မှကျင်းနေဧကန်သိကြရမှာပဲဒီကနေ့မှာကြောက်ရွံ့တဲ့စိတ်ထားဆိုတာကမပေါ်တတ်ဘူးလားပေါ်တတ်မကြောက်မရွံ့ရဲရဲဘောနဲ့ဒီသိနည်းများကိုရင်ဆိုင်နိုင်တဲ့တတ္တိရှိဖို့ကြိုတင်ပြင်ဆင်ထားဖို့တော့မလိုဘူးလားလိုအပ်တယ်ကြိုတင်ပြင်ဆင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ဘာကိုကြောက်ရမလဲလို့မေးတော့အမေတန္တရာဘုကြီးကိုကြောက်ရမယ်အမေလေးဘုံတဘုံမုံလာရောက်ရှိသွားခဲ့မယ်ဆိုရင်ဒီတဲ့အခြေအနေပေါ်ပြီးဆိုရတဲ့နေရာမရောက်ဘူးလားရောက်ပါမယ်ကြောက်ဖို့မကောင်းဘူးလားသိကောင်းတယ်နော်ဒါပေမဲ့ကြိုတင်ပြင်ဆင်ထားပြီးပုဂ္ဂိုလ်တို့အဖို့ဒီတရားစကုမှန်တာယက်တည်နိုင်ခဲ့မယ်ဆိုရင်တမန်တော်လောကသွားတဲ့အချင်းခံမှကြောက်ရွံ့ဖို့လိုသေးလားမလိုတော့ဘူးတချို့ကြတော့မကြောက်ဘူးလို့တော့ပြောကြတာပဲတကယ်လက်တွေ့ကြတော့ဘာဖြစ်လဲကြောက်တတ်ပါတယ်ဘုန်းကြီးခဏခဏတော့ပြောဘူးထမရဲ့နည်းနည်းအတွေ့အကြုံလေးတခုဘုန်းကြီးတို့အစဉ်တော်တဲ့နေ့တော့မရိယာကဆရာတော်တစ်ပါးနဲ့နှစ်ပါးလေးပဲရှိတယ်တေကြီးနေရာကြောက်ဖို့မကောင်းတော့လဲတေကြီးတော့သွားရမယ့်လမ်းကမဖြောင်းခဲ့ရင်ကြောက်နေတဲ့အကြောင်းဘုန်းကြီးကနည်းနည်းပြောပြီးတော့ဒီလိုတော့မကြောက်ဘူးဆရာတဲ့ဒါတွေတော့ခိုက်ချင်းချင်းပဲကဲစကားတွေပြောပြီးခွဲသွားကြပါမနဲ့မိုးမလင်းသေးဘူးအစောကြီးဘုန်းကြီးကြောင့်သူကရောက်လာတယ်ဆရာတော်ဘာဖြစ်တယ်လဲကိုရောကြီးကြောက်လိုက်တာတဲ့ဟာဘယ်လိုဖြစ်တယ်လဲဆရာတော်ကိုရောလေးညပြောင်းသွားတယ်တဲ့တပည့်တော်သိမှမကြောက်ဘူးပြောတော့ကိုရောကြီးညက်ကြအိမ်မက်မက်ပါတယ်ရောတယ်ဘယ်လိုမက်တယ်တပည့်တော်ကိုတတ်မယ်ဆိုပြီးတော့လက်ပြန်ကြီးကျုပ်ပြီးတော့ကြီးကြီးချအမောလေးခုတ်တတ်မယ်လုပ်တဲ့အခါတပည့်တော်ကြောက်လိုက်တဲ့လက်ကိုနှုံးသွားတာကိုရောကြီးနိုးလာတဲ့အထိကြောက်နေတော့မရှိသေးတယ်ဟုတ်တယ်မဟုတ်လားတကယ်လက်တွေ့နေတော့မယ်ဆိုရင်နေမင်းနဲ့ရင်ဆိုင်တဲ့အချိန်ခါမှာမကြောက်မရွံ့တဲ့သရဝါဆိုတာအလွန်ရှားပါတယ်ကျွတ်တင်ပြီးရှင်ဖို့တော့မလိုဘူးလားလိုပါတယ်